မိတိုင်းမိရလူတွေပထဝီတိုင်းမိကိုစစ်တိုင်းမဲ့ပလန်တွေကိုပထဝီတိုင်းသမားတယောက်ကခိုးယူပြီးနောက်တစ်ယောက်ကိုတောက်ပေးခိုင်းပါတယ်။ကြံမီခုခံတိုက်ခိုက်နေတဲ့တယောက်ကိုမိသွားပြီးမိတိုင်းမိကဘီရင်ကြီးရှိရောက်သွားပါတယ်။ပထဝီတိုင်းမိအနေနဲ့မိတိုင်းမိကိုတိုက်ဖို့ဆိုရင်နေဆက်ကိုယင်လာရမယ်။တခြားတိုင်းမိတွေကစစ်ကူခေါ်တဲ့တခြားတိုင်းမိတွေကပထဝီတိုင်းမိကိုအာရုံစိုက်လာမယ်။မိဘရင်ဖြစ်ချင်တာကလည်းအဲ့တိုင်းပါပဲ။ပထဝီတေဇောအာဝဝရောဆိုတဲ့မြည်ကြီးမီးရည်လေဆိုတဲ့တိုင်းပြည်လေးခုရှိပြီးတင့်မြတ်စွာနေထိုင်ခဲ့ကြပါတယ်။အဘာတာဆိုတာကတော့အစွမ်းလေးမျိုးလုံးရှိပြီးတိုင်းပြည်လေးပြည်ကိုတင့်တအောင်ထိန်းချောင်းရတဲ့တယောက်တည်းသောသူပါ။အဘာတာကတော့တယောက်တည်းရှိပြီးတယောက်သေးသွားရဲ့အဘာတာဝိညာဉ်ကိုစက္ကန့်မဲ့နောက်တစ်ယောက်စီကိုပေးထားခဲ့ရပါတယ်။အခုတော့မီးဘီရဲ့ဆိုစဉ်ကတခြားတိုင်းပြည်တွေကိုလှုပ်ချင်တယ်လို့လုပ်နေပြီးသူ့ကိုတားနိုင်မဲ့တယောက်တည်းသောအဘာတာဖြစ်လာမဲ့ကောင်လေးကိုရှောက်ဖွေတုတ်တင်ချင်နေပါတယ်။အဲဆိုတာကတော့ဝါရောတိုင်းသမားလေးပါ။ထူးဆန်းတဲ့အကောင်လေးတွေကပြန်တမ်းပြီးသူတို့နောက်ကိုရောက်လာပါတယ်။ဆရာတော်တွေကအဲနဲ့ပတ်သက်လို့စီဝေးလုပ်ကြပြီးအဲဟာဆရာသခင်မှတ်သားရတဲ့တမိုင်းမှာအငယ်ဆုံးဝါရောတိုင်းသမားလို့ပြောကြပါတယ်။အဲကအခုမှ12နှစ်ပဲရှိပါသေးတယ်။အကြောင်းကတော့ပထဝီတိုင်းပြည်ကမိတိုင်းပြည်ကိုတိုက်ခိုက်တော့မှာမို့သူတို့ဝါရောတိုင်းပြည်လဲစစ်ကူတွေစစ်လို့ရမှာပါ။အဲ့ဒီမှာအဗာဒါဖြစ်သတ်မှတ်ထားရတဲ့အန်းကိုလွှတ်ချင်သူတွေလည်းရှိနေပြီးတချို့ကလည်းအန်းဟာအစွမ်းကြီးပေမဲ့တင်ယူဖို့အများကြီးရှိသေးရဲ့လို့သုံးသပ်သူတွေလည်းရှိနေပါတယ်။ဂီယာဆိုကအန်းကိုရဲချန်ကြောက်ရွံ့ထုရှိကိုခေါ်သွားပါတယ်။ရဲချန်ဆိုတာကတော့ဝါရောတိုင်းသမားတွေကနေနောက်ဆုံးအဗာဒါဖြစ်ခဲ့သူပါ။အဲ့ဒီနောက်အခုတစ်ခေါက်အဗာဒါဟာမင်းကိုယ်တိုင်ပဲလို့အန်းကိုပြောလိုက်ပြီးအန်းကလည်းအံ့ဩသွားခဲ့ပါတယ်။ကဘာကြီးကမင်းကိုလိုအပ်နေပြီးတခြားတက်တွေကိုတည်ယူနိုင်ဖို့မင်းအခုခီးထွက်မှရတော့မယ်လို့ဂီရဆိုကပြောပြလိုက်ပါတယ်။ထူးဆန်းတဲ့ပုံစံတဲ့အကောင်တွေကိုဘိုင်ဆန်လို့ခေါ်ပြီးအဲကောင်တွေကအဘာကိုအန်းကသူ့အနေနဲ့အဗာဒါမလုပ်ချင်တဲ့အကြောင်းပြောပြနေပါတယ်။စိတ်ပြက်လက်ပြောက်ဖြစ်ပြီးအကြံဉာဏ်ရအောင်ဆိုပြီးအာဘာနဲ့အတူလေထဲကိုရှောက်သွားခဲ့ကြပါတယ်။အဲ့ဒီချိန်မှာပဲမီးတိုင်းသမားတွေကဝါရောစခန်းကိုဝင်တိုက်ခိုက်ကြပါတယ်။ဝါရောတိုင်းသမားတွေအတော်လေးထိနာပြီးနေရာတော်တော်များများလဲမီးဆွဲလောက်ကုန်ပါတယ်။အာဘာနဲ့အန်းကတော့ပင်လယ်ထဲမှာမုန်တိုင်းနဲ့ကိုခက်ခက်ခဲကြော်ဖြတ်နေရပါတယ်။ဆိုစဉ်ကဂီယာဆိုကိုမင်းတို့တခြားညမှာတော့နိုင်နေနိုင်မယ်။ဒါပေမဲ့ကျေကွန်ရဲ့ဆွမ်းအားရညမှာတော့မနိုင်နိုင်ဘူးလို့ပြောရင်မီနဲ့လေနေကအားပြိုင်နေခဲ့ပါတယ်။ပင်လယ်ထဲပြုတ်ကျသွားခဲ့တဲ့အန်းဟာတော်တော်နက်တိရောက်မှမျက်လုံးကမီးရည်လင်းလာပြီးအစွမ်းနေရလာခဲ့ပါတယ်။တစ်ဖက်မှာတော့ကက်ထရာဆိုတဲ့ကောင်မလေးဟာရေကိုထိချုံနိုင်အောင်ကြိုးစားနေတဲ့အာဘောတိုင်းမှာပါ။ကက်ထရာနဲ့ဆော့ခါတို့မောင်နှမနှစ်ယောက်ဟာလှေလော်လာရင်ရေစီချောင်းတစ်ခုကသူတို့ဆွဲယူနေရတဲ့ကြုံပြီးကဲတစ်ခုကိုတိုက်မိသွားပါတယ်။လူတွေကကမ်းဝန်လွင့်သွားပါတယ်။လေကရေထဲဘက်ကိုပြန်သွားနေရကြောင်းငါတို့တော့လေကိုမရရင်ငါးစားဖြစ်တော့မယ်လို့ဆော့ခါကကက်ထရာကိုပြောလိုက်ပါတယ်။ကက်ထရာကသူကျင်းလို့ရတဲ့လောက်ရေဆန်းသုံးပြီးလှေကိုကန်းစီပြန်လာအောင်လုပ်နေတော့အနာကရေခဲတုံးကပောက်ကွဲသွားပါတယ်။အလင်းနဲ့နေလည်းထွက်လာပါတယ်။အထဲကနေအန်းထွက်လာပြီးသူ့ခန္ဓာကိုယ်ကအမှတ်သားတွေမှာလည်းလင်းလက်နေခဲ့ပါတယ်။အဲ့နောက်လေးနေပျောက်သွားပြီးအန်းကလည်းသတိမေ့အနေထားနဲ့အောက်ဘက်ကိုပြုတ်ကျလာပါတယ်။လေကလည်းကန်းကိုကတ်လာခဲ့တာကြောင့်ကက်ထရာဟာအန်းကိုကယ်သွားခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆော့ခါကတော့စစ်တွေဖြစ်နေရကြောင်းသူတို့ရွာဘေးကင်းစေဖို့အန်းကိုကယ်ဖို့ကိုချီတုံချတုံဖြစ်နေပါတယ်။ရွာကိုရောက်တော့အဖွားကြီးတယောက်ကသာဒါဝါရောတိုင်းသမားတယောက်ဆိုတာသိနေပါတယ်။ကျန်တဲ့သူတွေသိရကတော့ဝါရောတိုင်းသမားတွေကမရှိတော့ဘူးလို့သိထားကြတာပါ။သင်္ဘောတစ်ခုပေါ်မှာတေသောတိုင်းပြည်ကမင်းသားစုကိုလည်းရှိနေပါတယ်။အလင်းထဲကိုမင်းသားစုကိုလည်းမြင်လိုက်ရပြီးသူ့ဦးလေးအိုင်ရော့ကိုဒီနီးနားမှာအာဘောရွာရှိတယ်။အဘာဒါကိုအဲ့ဒီရွာမှာသွားရှာရင်တွေ့နိုင်တယ်လို့ပြောနေခဲ့ပါတယ်။သူ့ဖေတေသောဘီရင်တက်ချင်နေတဲ့အဘာဒါကိုဇူကိုကမရမကလိုက်ရှာနေရဖြစ်ပြီးမတွေ့ပဲပြန်သွားရင်သူ့ဖေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတော့မှာမဟုတ်ပါဘူး။ဒါကြောင့်ဇူကိုကအဘာဒါကိုအသေးသက်လိုက်ရှာနေခဲ့တာဖြစ်ပါတယ်။အန်းကသတိပြန်ရလာခဲ့ပြီးသူ့ရဲ့ချစ်တော်အာဘာကိုဝီစီမုတ်ခေါ်လိုက်ပါတယ်။အာဘောရဲ့အဖွားတယောက်ရှင်းပြချက်အရအန်းနေထိုင်ခဲ့တဲ့တောင်ပိုင်းဝါရောကျောင်းတော်ဟာတေဇောတွေတိုက်ခိုက်ခဲ့လို့ကြာဆုံးခဲ့ရတဲ့ပထမဆုံးနေရာပါပဲ။ကျေတကုံပွဲတော်ဆိုတာကပြီးသွားတာနှစ်တရာကြာနေပြီဖြစ်ပြီးဆိုလိုတဲ့အဓိပ္ပာယ်ကတော့အန်းဟာရေခဲထဲမှာနှစ်တရာဒီအပိတ်ခံထားခဲ့ရတာပါ။ဒါကြောင့်လဲဝါရောတိုင်းသမားတွေမရှိတော့တာမျိုးဆက်တွေတော်တော်ကြာနေပြီလို့အားလုံးကလက်ခံယုံကြည်ထားကြတာဖြစ်ပါတယ်။တေဇောတွေကကဘာရဲ့နေရာတော်တော်များများကိုသိမ်းယူထားပြီးသူတို့ကိုအရန်ဆိုးတဲ့လူတွေအဖြစ်တခြားမျိုးနယ်တွေကသတ်မှတ်ထားကြပါတယ်။မြောက်ပိုင်းမှာအာဘောတွေကတေဇောတွေကိုပြန်တိုက်တာအားကောင်းနေပြီးပထဝီတိုင်းသမားတွေကလည်းပြန်လည်ခုခံနေကြပါတယ်။အရင်တော့ကတော့မျိုးနယ်တစ်ခုနဲ့တစ်ခုကိုတွားလာလို့မရတော့ပဲကို့မျိုးနယ်ထဲမှာပဲတငယ်ချင်းထားလို့ရပါတော့တယ်။အခြေအနေတွေကပြောင်းလဲသွားခဲ့ပါပြီ။အဲဟာနောက်ဆုံးကြံခဲ့တဲ့တူးရဲသောဝါရောတိုင်းသမားပါပဲ။ကက်ဒရာကလည်းတောင်ပိုင်းမှာကြံခဲ့တဲ့တယောက်ထဲသောအာဘောတိုင်းသမားဖြစ်ပါတယ်။တေဇောမျိုးနယ်တွေရဲ့သင်္ဘောတစ်စီးတွေးလို့ခေါင်းဆောင်ဖြစ်တဲ့ဆော့ခါကတိုက်ခိုက်ဖို့ပြင်ကြပါတယ်။ကလေးများစုနဲ့လက်နက်တွေကသိပ်ပေါင်ဝင်တာမို့ခုခံနိုင်မဲ့အနေထားမှာမရှိပါဘူး။ဇူကိုကရဲမဲချုံးတဲ့သင်္ဘောပေါ်ဆင်းလာပြီးသူကအခုတေဇောပြီးရင်အိုဇာရဲ့တားကြီးဖြစ်ကြောင်းဒီကိုတိုက်ခိုက်ဖို့လာတာမဟုတ်ပဲမင်းတို့မျိုးနဲ့မတူတဲ့လူတယောက်ရောက်နေရဆိုရင်ထုတ်ပေးဖို့မပေးရင်ဒီဟာကိုပြချပြစ်မှာဖြစ်တဲ့အကြောင်းပြောပြပါလေ။
စော်ခါကအန်းကိုထုံးပေးပဲရှေ့ထွက်ပြီးသူဟာရေခဲဒေတာအာဘောမျိုးနဲ့ဟာကိုရာရဲ့သားစော်ခါဖြစ်တယ်။ခေါင်းဆောင်ချင်းရှေ့မယ်လို့စိန်ခေါ်လိုက်ပြီးဇူကိုကလည်းလက်ခံလိုက်ပါတယ်။ဒါပေမဲ့ဇူကိုကနိုင်ပြီးစော်ခါကိုတက်ခတ်နေမှအန်းကသူ့ရဲ့ဝါရောဆန်းနေနဲ့ဝင်တက်ခတ်ခဲ့ပါတယ်။တခြားသူတွေကိုဒုက္ခမပေးပဲမင်းတို့လိုချင်နေရငါမလားငါလိုက်ခဲ့မယ်ဆိုပြီးတေသောတွေရဲ့ဖမ်းတာကိုခံလိုက်ပါတယ်။စော်ခါကသူ့ရောက်ကိုနောက်တစ်ယောက်ခေါင်းဆောင်လုပ်ဖို့ပြောနေပြီးကက်ဒရာနဲ့အတူအန်းကိုကေဖို့ထွက်ခဲ့ပါတယ်။ဖမ်းခံထားရတဲ့အန်းကိုအိုင်ရောကစကားလာပြောပါတယ်။သူဟာတေသောဘင်းရဲ့အဇူလွန်ရဲ့တားပစ်ကြောင်အရင်မိတ်ဆက်လိုက်ပါတယ်။တေသောတွေကတကဘာလုံးကိုသိမ့်ပိုက်ပြီးအဗာဒါကိုဖမ်းပြီးတဲ့အခါမှသာတကဘာလုံးငြိမ်းချမ်းကြမယ်လို့တေသောတွေကယုံကြည်ထားကြတာဖြစ်ပါတယ်။သူတို့ပြတ်ထက်တော့ရဲမက်ခါကတော့အန်းကသူ့ရဲ့ဆွမ်းနဲ့ဘယ်သူမှမသိအောင်ယူလိုက်နိုင်ပါတယ်။အချုပ်ခန်းကိုဖွင့်ပြီးထွက်လာတော့အခန်းတစ်ခန်းထဲမှာအဗာဒါရဲ့အကြောင်းရေးထားတဲ့မတ်ဆုစာအုပ်နဲ့တိန်းထားတဲ့သူ့ရဲ့တုပ်ကိုတွေ့လို့ယူပြီးပြတ်ထွက်လာခဲ့ပါတယ်။သူ့ရဲ့တုပ်ကလေပုံမှာပြန်လို့ရပြီးအောက်ကတေသောရဲမက်တွေရောဇူကိုကပါမီးတွေနဲ့ပြစ်ကြပါတယ်။ဒီချိန်မှာတော့မီးနဲ့ထိသွားပြီးအန်းကပြုတ်ကျသွားခဲ့ပေမဲ့အပါအိုစီးလာရဲ့ဆော်ခါတို့ကအန်းကိုဝင်ခဲ့သွားကြပါတယ်